လုံးပဲမင်္ဂလာပါဒီနေ့သင်ခန်းစာမှာတော့ဒီ bit တွေနဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်ဒီပုံလေးမှာဆိုရင် PCA နဲ့ PCB ရှိရယ်ကွန်ပျူတာနှလုံးကိုနောက်ဘက်ဒီ cable ကြိုးနဲ့ချိတ်ဆက်ထားရပေါ့နော်ဒီနေရာမှာတော့ဒီနောက်ဘက် cable ဒီEthernet ကြိုးပေါ့နော် Ethernet ကြိုးLAN cable လေးနဲ့ပေါ့နော် LAN cable လေးနဲ့ချိတ်ဆက်ထားတယ်ဒီဘက် PCA နဲ့ဒီဘက် PCB နဲ့ကိုနောက်ဘက်နှစ်ခုချိတ်ဆက်ထားပါတယ်အဲဒါလို့ချိတ်ဆက်တဲ့အခါမှာ PCA မှာလည်းပါရှိလဲလို့ပြောရင်ဒီမှာဒီ decimal နဲ့ရေးထိုင် number လေးရှိပါနော်ဖတ်ရင်တော့ 192.168.1.1 ပေါ့နော် /24 ပြီးရင်ဒီဘက် PCB ရဲ့ IP ကတော့ 192.168.1.2/24 ဆိုပြီးရေးထားပါတယ်ဒီကောင်မျိုးတော့ဘာလို့ခေါ်ရလဲလို့ပြောရင်IP address တွေလို့ခေါ်ပါတယ်ကွန်ပျူတာနှလုံးချိတ်ဆက်တဲ့အခါမှာဘာရှိဖို့လိုလဲဆို IP address တွေရှိတယ်အခုထည့်တဲ့ IP သည် IPv4 address တွေပေါ့192.168.1.1 192.168.1.2 ဆိုပြီးတော့ကွန်ပျူတာနှလုံးမှာ IP တစ်ခုနဲ့သူတို့ချိတ်ဆက်ထားတယ်အဲဒါ IPv4 address လို့ပြောလိုက်ဒီ IP သည်ဘာ format နဲ့ရေးထားလဲဆိုရင်CIMA ရဲ့ decimal သူDOTTED dotted ပေါ့နော် dotted decimal notation format နဲ့ရေးထားတော့ dotted decimal notation format ပေါ့နော် dotted decimal notation format နဲ့ရေးထားတယ်192 decimal ဆိုတဲ့ decimal ဒီဘယ်လိုဖြစ်တယ်မလဲဆိုရင်DCIMA ရဲ့ decimal လို့ပြောရင် decimal ဒီ0ကနေစတယ်1 2 3 4 5 6 7 8 9ပေါ့နော် digit နေတယ်10 digit ပေါ့0ကနေစတော့ပြီးတော့10 digit ရှိဒါကို decimal format လို့ပဲအဲဒါကွန်ပျူတာ PCA မှာပေးထားတဲ့ IP ဒီ 192.168.1.1/24 PCB မှာပေးထားတဲ့ IP ဒီ 192.168.1.2/24 ဆိုပြီးတော့ decimal format နဲ့ရေးထားတယ်ဒါပေမဲ့တော့ဒီမှာဒီကွန်ပျူတာတွေဒီသူတို့နားလည်တဲ့ format decimal ကိုနားမလဲသူကဘာလို့ပဲနားလည်ရဆိုတော့ binary format ကိုပဲသိတယ်အဲဒါ binary format ဆိုတဲ့ကွန်ပျူတာတွေဒီဘာကိုပဲသိရလဲဆိုတော့0နဲ့1ကိုပဲသိ digit အနေနဲ့ဆိုရင်သူက2 digit ပေါ့2 digit ကိုပဲသိရဲ0နဲ့1ကိုပဲသိကျွန်တော်ဒီမှာရေးလိုက်တဲ့ 192.168.1.1/24 လို့ရေးပေးမယ်ကွန်ပျူတာဒီကောင်ကြီးကို192ဆိုတာဘာလဲသူနားမလဲသူနားလဲဘာ format အနေနဲ့ပြောင်းလိုက်တာလဲဆိုရင်ကျွန်တော်လူတွေကရေးလိုက်တဲ့ decimal format ကိုကွန်ပျူတာနားလဲ language ပေါ့နော်binary format အနေနဲ့01အနေနဲ့ပြောင်းလဲပြီးတော့ရေးလိုက်ပါတယ်ဒီနေ့သင်ခန်းစာမှာတော့ဒီ binary format digit လေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်လာမယ့်ဗီဒီယိုလေးမှာ binary bit လေးကိုဘယ်လိုမျိုးရေးလို့ရတယ်ဘယ်လိုပုံစံလေးတွေလဲဆိုတာကိုပြန်ပြီးတော့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ဆုံပါမယ်အားလုံးနားထောင်ပေးရတဲ့ thank you ပါ see you the next video